Hello guys အားလုံးပဲမင်္ဂလာပါခင်ဗျာ ETK မြင့်ကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ Hanami ကို solo run ဆော့ပြတော့မှာဖြစ်ပါတယ်ခင်ဗျာ Hanami ကိုဒီ item နေနဲ့ဒီ emblem နေနဲ့ဆော့ပြတော့မှာဖြစ်ပါတယ်ဟေးကဲအဲ့ဒါ create လေးပါတော့ရှင်းလိုက်ပါအောင်မေရှူcreation အောင်ပါပဲကို Granger စုပ်ကိုဟေးလိုက်ပြန်အဲ့မဲ့ကြိုက်နေတာမသိဘူးနော် Okay. အောက်မှာပြည့်ဆိုင်နေပြီတော့ကောက်မရမင်းပေါ့တော့ပြင်နေရှမ်းပပင်းပြရရှူအိုင်ရရှူငါဘင်းငါလည်းမပေးဘူးဟီယိုခေဟုတ်ပြီစေပနာအိုင်းနာပဲပုံနေငါမြားခဲ့လိုက်မယ်အုပ်ဆိုချင်းအောင်နော်ရရှူရရှူOh my god စေပနာရရှူရအဖန်ငါဟီယိုကလေးမပေးဘူးရအိမ်မကထပ်လာရထားပဲရမယ်ဟီယိုကမပေးရင် Robert ကမရရှူရဖန်ဟေးမချောင်းရငါကြီးမရဟေးရဟောကျေးဇူးတင်ပါတယ်လို့ငါရဟာဒီကောင်ရတာရဘီအတဲ့အော်ရနောက်ဆုံးဟီယိုကီရကရတာဝချူရအိုရှိရတာဝချူအဆက်စရာမလိုလို့ချိုရကဲနောက်ဆုံးတော့ဗောနော် Hanami ရဲ့ skill ကိုကြောက်ပြီးတော့အရှုံးပြီးသွားပြီဖြစ်ပါတယ်သုံးမှာ God special event skin လေးကိုရှင်းပြထားပါရင်နော်တန်ဒီ gaming channel လေးကိုကြည့်ကြနေဆိုရင် like and subscribe လုပ်တက်တော့အနေဆိုရင်အပေါင်းလေးနဲ့အတက်လေးပေးတော့ပါအောင်နော် special event ဆိုရင် login ဝင် skin ကိုလဲလို့ရမယ့်ဟာ3ခုတပွဲနိုင်အောင်ဆိုရင်3ခုတပွဲပြီးအောင်ဆိုရင်3ခုစုစုပေါင်း9ခုဒီနေ့ရအောင်ပေါ့နော်နေ့တိုင်းအဲ့ဒါ9ခုရတော့ဖြစ်ပါတယ်ဒီနေ့ login ဝင်နေပေါ့10ခု30အခု30အဲ့လိုမျိုးရအောင်ဖြစ်ပါတယ်ဒါတော့ဘာလို့လဲလို့ရမယ့် point ပေါ့နော်180ဆိုတာ AC ရရကွာဒီမှာ6ရက်တောင်ကြံသေးရဆိုတော့မတီးတည်းရဲ့သူလည်းအခုပေါ့နော်တွားပြီးတော့ကုန်းစင်းလိုက်ရအောင်